ဓမ္မနုပတနာတတိပဋ္ဌာန်9ရက်တရားစခန်းကျင့်သုံးပွဲ၌ဟောကြားအပ်သောအကျင့်မှန်မှအတိဉာဏ်တရားတော်ရှင်းဥစွာတရားမဟောမီတရားမနာမီမှာတရားတော်ကိုဟောကြားတော်မူခဲ့တဲ့စိန်နေရာ၃လောကထွတ်ထားသဗ္ဗညုမြတ်စွာဘုရားရဲ့အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဘဂဝါဂုံတို့ကိုအာယုံပြုပြီးတော့အလုံးနမောတတ္တဘုရားရှိခိုးနဲ့ညီညီညာညာရှိခိုးပူဇော်ကြောကြရအောင်နမောရဟတောလူမေနမေဇမမေတို့ဤဝဆင်းကိုယောပူဇော်ထုကိုခံတော်မူတိုက်ပါပေထသောအရဟတော1500ကိလေသာမဝေကွာတော်မူတတ်ပါပေထသောအရဟတောစိတ်ကွယ်ရာ၌ပင်မကောင်းမှုကိုပြုတော်မမူပြောတော်မမူကြံစီတော်မမူတတ်ပါပေထသောအရဟတောကိလေသာမံတဘုံယံကိုအောင်တော်မူနိုင်တော်မူတတ်ပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တမဖောက်မပြန်တရားမှန်ကိုဆရာမကူတရားမူဉာဏ်ဖြင့်ထိုတွင်၍သိမြင်တော်မူတတ်ပါပေထသောတတဗဂဝတောဣတရိယဓမ္မာယတ္တသီရိကာမပယတ္တမိဘုံ6လီနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားနမောနမမိရှိခိုးပါ၏အရှင်ဘုရားနမောနမမိကိုယ်နှုတ်နှလုံးသုံးပါးပြောင်းပြော့မံကိုလျော့၍ကြောယိုကျိုးလက်စုံမိုးကရှိခိုးပါ၏အရှင်ဘုရားအလုံးဘုရားရှင်ကိုရှိခိုးပူဇော်ပါဘုရားရှင်ကိုရှိခိုးပူဇော်ပြီးတဲ့နောက်အကျင့်မှန်မှအသိဉာဏ်အကျင့်မှန်မှအသိဉာဏ်ဆိုတဲ့တရားတော်ကိုဟောကြားလာကြမယ်။သိတရားလင်းမြန်စွာဖြစ်ပေါ်ဖို့အတွက်ဘာလိုအပ်ကလေးဆိုလို့ရှိရင်အကျင့်တရားမှန်ဖို့လိုတယ်ပေါ့။ကိုတရားလုံးကိုကျင့်ကြံကြိုးစားအားထုတ်ကြတဲ့အချိန်ခါမှာဒီတော့ကျင့်ကြံအားထုတ်နိုင်တဲ့တိုင်းတာအားထုတ်ကြတဲ့အတိုင်းတာပေါ့ထိုတိုင်းတာထိုကာလတောတွင်မှာအတိတရားလင်းမြန်စွာရရှိသွားတဲ့သူတွေလည်းရှိသလိုလိုချင်ရကျင်တဲ့မဉ္ဇဉ်ပူညာနိဗ္ဗာန်ဆိုတဲ့သိတရားကိုခဲခဲရင်ရင်ကျင့်ရတဲ့သူတွေလည်းပဲရှိပါတယ်
ဘာကွာသွားတော့ဆိုတော့ဒီတိတရားလင်းမြန်စွာဖြစ်ပေါ်တဲ့နေရာမှာဒီကအရေးကြီးဆုံးသည်အကျင့်တရားမှန်ဖို့ပေါ့ဘာမှန်ဖို့လဲအကျင့်တရားကျင့်တဲ့သူတွေဒီတရားဓမ္မကျင့်ကြံကြိုးစားအားထုတ်တဲ့သူတွေမှာတချို့ကခဲခဲရင်ရင်ခက်ခက်ခဲခဲပြင်းပြင်းပန်းပန်းဆိုပြီးတော့ကျင့်ရတာမျိုးလေးရှိတယ်တချို့ကျင့်ကြံအားထုတ်တဲ့အချိန်ခါမှာပေါ့ပေါ့ပါပါလွယ်လွယ်ကူကူတက်တက်သားသားကျင့်နိုင်တာလေးတွေရှိတယ်ပေါ့ဘယ်ဆိုလို့ကျင်တာကခဲရင်သည်ဖြစ်စေလွယ်ကူသည်ဖြစ်စေကျင့်တရားသည်မှန်ဖို့လိုတယ်ကျင့်တရားဘာဖြစ်ရမလဲမှန်ဖို့လိုတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီအတိအကျင့်နဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတိုက်ဆိုင်ပြီးတော့ဟောခဲ့တာရှိပါတယ်အဲ့လင်္ကာလေးဘိနုပရိသတ်မှတ်မိအောင်ပေါ့ဘုန်းကြီးတိုင်ပေးမယ်အလုံးလိုက်ပြီးတော့ဆွကြည့်ပါခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီခဲရင်စွာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီကဲသူအကျင့်သည်ခဲရင်ဒီကျင့်တရားကိုကျင့်ကြအားထုတ်တဲ့ချိန်ခါမှာခဲရင်ပါတဲ့ပင်ပန်းနေကျင့်ရတာမလွယ်ဘူးပေါ့ပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြအားထုတ်ရပေမဲ့လို့သူသည်ဒီအကျင့်ကိုခြေခံကရလာတဲ့အသိဉာဏ်အလွန်တရာလင်းမြန်နေဘုန်းကြီးတို့ရလာတဲ့အသိဉာဏ်မှန်သမျှသည်အကျင့်ကနေခြေခံရတာကြီးပဲကိုမညာဘုံညာနိဗ္ဗာန်ဆိုတဲ့ဒီသိဉာဏ်တွေရဖို့အတွက်အကျင့်တရားမလိုလားကိုတရားထုတ်နေတယ်ဆိုတာဘုန်းကြီးတို့ပြိဿကျင့်တရားဗာတရားလေအဲ့ဒီအကျင့်တရားကမှဘုန်းကြီးတို့ပြိဿကိုဘာပေးမလဲဆိုလို့ရှိရင်အသိတရားပေးမယ်ပေါ့အသိလိုချင်ရင်ဘာပါမယ်အကျင့်ပါရခေရင်စွာကျင့်ကြံကြိုးစားထုတ်လို့ရလာတဲ့အသိဉာဏ်လင်းမြန်တဲ့သူကတရားရလာတဲ့အသိဉာဏ်သည်အလွန်တရာလင်းမြန်နေလင်းမြန်တယ်ဆိုတာတခဏလေးနဲ့တရားရတာပေါ့အဲ့ဒီတူတောင်းတဲ့ကာလတူတောင်းတဲ့အချိန်ကာလအတွင်းမှာတော့သူကျင့်ရတာဒီမလွယ်ဘူးဩဝတ္တနံတမန်ကဆံကကျင့်ရတာမျိုးမဟုတ်ဘူးခက်ခက်ခဲခဲကြကုတ်ကြခဲကျင့်ရဒါပေမဲ့လို့တဲ့သူရလာတဲ့အသိဉာဏ်ကမြန်နေဆိုတဲ့သူကတရားနော်အသိမြန်တယ်ပေါ့ကဲနောက်တရားဆိုကြည့်ခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်ဒီခဲရင်စွာသာကျင့်ရရှာနေစွာသိသူတယောက်ဒီကဲကျင့်တဲ့အခါမှာပါတော့သူလေခက်တာပဲပင်ပန်းပန်းခက်ခက်ခဲခဲကျင့်ကြံရတယ်အဲ့လိုကျင့်ကြံအားထုတ်လို့ရလာတဲ့အသိဉာဏ်နေတယ်တဲ့အကြာကြီးကျင့်မှရတယ်ပေါ့အချိန်ကာလအများကြီးအသုံးပြုပြီးတော့မှရက်ပေါင်းများစွာလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံကြိုးစားအားထုတ်ကမှအသိဉာဏ်ကိုရတဲ့သူအသိဉာဏ်သည်နေတယ်သိကနေတယ်ပေါ့အကျင့်ကခက်အဲ့တော့ပထမဘုန်းကြီးတို့ပြောခဲ့တဲ့သူတယောက်ကအသိဉာဏ်နဲ့အကျင့်ခက်အကျင့်ခက်ခဲပေမဲ့လို့အသိဉာဏ်နဲ့သူကတယောက်ပေါ့ဒုတိယမျိုးသားပုဂ္ဂိုလ်သည်အကျင့်ခက်တယ်လို့တဲ့အသိကလည်းနှေးတဲ့သူကတယောက်ဟုတ်ပြီလားကိုဘုန်းကြီးပြောလိုက်တာဘယ်နှယောက်လဲအဲ့နှစ်ယောက်မှာအကျင့်ခက်တာချင်းတူတူပဲပေါ့ကျင့်ရတာမလွယ်ဘူးခက်လိုက်တာ
သူများတွေလုံးမဟုတ်ဘူးအဲ့ဒါတော်တော်ကြီးပင်ပန်းပြီးတော့ဇွဲနဲ့တပင်းနဲ့ပြင်းပြင်းထန်ထန်ကျင့်မှရအဲ့ပြင်းပြင်းထန်ထန်ကျင့်ကြံတဲ့အချိန်ခါမှာရလာတဲ့အကျိုးတရားကမတူကြဘူးတယောက်ကမြန်တယ်တယောက်ကနှေးတယ်ပေါ့အသိနှေးသူနဲ့အသိမြန်သူဒီနှစ်ယောက်မှာအကျင့်ချင်းကတူနေကြတယ်အကျင့်ခက်တယ်ကဲနောက်တစ်ခါဘုရားရှင်ကိုရောမြတ်ကြီးဗာပြောသေးတော့ဆိုလို့ရှိရင်ဒီအကျင့်တရားကျင့်ကြံတဲ့အခါမှာတဲ့တချို့သောသူတို့သည်အကျင့်တရားကိုကျင့်ကြံရမှာအလွန်တရားမှလွယ်ကူတယ်ချမ်းသာတယ်ကျင့်တဲ့အချိန်ခါမှာချမ်းသာမပင်ပန်းဘူးဆိုကြည့်ချမ်းသာသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာမြန်စွာသိသူတယောက်ဒီကဲသူကျင့်ကဘာဖြစ်တယ်ချမ်းသာတယ်လွယ်ကူတယ်သက်သာတယ်ပထမနှစ်ယောက်တုန်းကဘုန်းကြီးတို့ပြိဿသူတို့ကျင့်တဲ့အကျင့်ဒီဘာဖြစ်တော့ခဲရင်ခက်ခဲတယ်ပင်ပန်းကိုဒီဒုတိယနှစ်ယောက်မှာအကျင့်ကချမ်းသာတယ်တချို့သောသူတို့ဒီတဲ့တရားဓမ္မကျင့်ကြံအားထုတ်တဲ့နေရာမှာတရားဓမ္မကိုရှုပွားကျင့်သုံးရမှာတဲ့အကျင့်လွယ်တယ်သူ့အတွက်သက်သာတယ်အကျင့်ကလည်းလွယ်တယ်အသိကလည်းမြန်တယ်ပေါ့ဒါတတိယသူနော်အသိပါဖြစ်လို့မြန်တယ်ကဲနောက်တစ်ယောက်ကြည့်ချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီချမ်းသာသာကျင့်ရရှာနေစွာသိသူတယောက်ဒီသူကျင့်ကလည်းဘာဖြစ်တယ်ချမ်းသာတယ်ဒါပေမဲ့အသိကနေတယ်ပေါ့ပုဂ္ဂိုလ်၄မျိုးဘုန်းကြီးတို့ဒီလောကမှာတရားကျင့်ကြတဲ့သူအထုတ်ကြတဲ့သူတွေမှာ၄မျိုး၄စားကွဲသွားတယ်ပေါ့ဒုက္ခပฏิပဒါခိဗ္ဗပညာဒုက္ခပฏิပဒါတဲ့သူ့အကျင့်ဒီဆင်းရဲခိဗ္ဗပညာသူရဲ့အတိကတော့မြန်နေအကျင့်ဆင်းရဲပြီးတော့အတိမြန်တဲ့သူတရားဒုက္ခပฏิပဒါဒါနပညာအကျင့်ဆင်းရဲသလိုအတိကျင့်တဲ့အကျင့်တရားဒီတဲ့ချမ်းသာတဲ့လွယ်ကူတဲ့သက်သာတဲ့အတိကမြန်နေဒါတယောက်ကနောက်တစ်ယောက်ကကျင့်တဲ့အချိန်ခါမှာချမ်းသာပြီမယ်လို့အတိနေတယ်အကျင့်နဲ့အတိဘုန်းကြီးတို့ပြိဿဒီနေရာမှာကြည့်လိုက်လို့ရှိရင်တချို့ကစင်စင်ရဲရဲကျင့်ရတယ်တချို့ကချမ်းချမ်းသာသာကျင့်ရတယ်ပေါ့နှမျိုးမကွဲဘူးလားဆင်းရဲစွာကျင့်ရတဲ့သူတရားချမ်းချမ်းသာသာကျင့်ရတဲ့သူတရားအဲ့လိုနှစ်ယောက်မှာပဲသိတဲ့အသိကိုပြန်ကြည့်လိုက်လို့ရှိရင်တဲ့မြန်မြန်ဆန်းဆန်းနဲ့သိသူကတရားနှီးစွာသိသူကတရားတချို့ကအသိမြန်တယ်တချို့ကအသိနှီးတယ်ဒီတော့ဘုန်းကြီးတို့ပြိဿကကြည့်ရမှာကကိုဘယ်ရဲပါလဲပေါ့ဒီလေးမျိုးတွေမှာဒီတစ်မျိုးမျိုးတော့ပြဘုန်းကြီးတို့ပြိဿပါမှာပဲကြင့်ကြံနေပြီဆိုတော့အခုတရက်နှစ်ရက်အားထုတ်ကြည့်လိုက်လို့ရှိရင်သိတချို့ကကြင့်ရတာဘာမှမခက်ဘူးစပြီးတော့ရှုမှတ်တယ်ဆိုတာနဲ့အရှုခံတဲ့အရှုညာတန်းပြီးတော့လွယ်လွယ်ကူကူနဲ့သွားလိုက်တာတရားလမ်းဖြောက်တန်းပြီးတော့သူ့အတွက်မခဲရင်တချို့ကြတော့ကျင့်ကြံကြိုးစားအားထုတ်တဲ့နေရာမှာခဲရင်နဲ့ပင်ပန်းနေတခါလေပင်ပန်းလိုက်တာခက်လိုက်တာတမာတိရဖို့လည်းမလွယ်ဘူးရှုစရာမစရာတွေးဖို့လည်းမလွယ်ဘူးအကျင့်နဲ့ကြိုးစားပြီးတော့ကျင့်ရတယ်ပေါ့ဒါအကျင့်ပိုင်းအတိပိုင်းကိုကြည့်လိုက်ပြန်တော့အတိဉာဏ်သူနဲ့အတိနှေးသူ
တချို့ကအတိမြန်တယ်တချို့ကအတိနေတယ်ကဲအဲ့တော့ကိုကရွေးချယ်ရမယ်ဘုန်းကြီးတို့ပြိဿအကျင့်နဲ့အတိမှာမြန်မြန်သိကျင်လားနှင်းနှင်းသိကျင်လားပေါ့ဟုတ်ပြီလားတချို့ကလည်းပဲမြန်မြန်သိတယ်တချို့ကလည်းနှင်းနှင်းသိအဲ့ဒီမြန်မြန်သိနှင်းနှင်းသိတဲ့နေရာမှာကျင့်တဲ့နေရာမှာလေတချို့ကအကျင့်လွယ်တယ်တချို့ကအကျင့်ခက်တယ်ပေါ့ဒီတော့ဘုန်းကြီးတို့ပြိဿကကျင့်တဲ့နေရာမှာချမ်းချမ်းသာသာနဲ့ဖြစ်ချင်လားပင်ပင်ပန်းပန်းနဲ့ဖြစ်ချင်လားပေါ့ဒါကြည့်ရမယ်နော်တချို့ကချမ်းချမ်းသာသာနဲ့ကျင့်နေမယ်လို့အတိကနှီးချမ်းသာတယ်ကျင့်တဲ့ချိန်ကမှတော့ပြလွယ်လိုက်တာဘာမှမခက်ဘူးပြောတဲ့အတိုင်းဆရာသမားပြတဲ့အတိုင်းဒါတွေအားထုတ်နေလိုက်တာကွက်တိပဲပေါ့လွယ်လိုက်တာမြင်သွားလိုက်တာယုံ nant တရားတွေဖြတ်ဖြတ်လက်လက်တွတ်တွတ်လက်လက်နဲ့အကျင့်ကချမ်းသာဒါပေမဲ့လို့အကျင့်ချမ်းသာတော်လေးပဲအတိနှီးတဲ့သူတွေရှိဘာနှီးလဲအတိနှီးအကျင့်ကဘာဖြစ်တော့ချမ်းသာတယ်အတိကနှီးတချို့ကတော့အကျင့်ဆင်းရဲတယ်အတိကမြန်တယ်ပေါ့ပင်မပြီးတော့ကျင့်ရပေမဲ့လို့သူတရားရသွားတဲ့ချိန်ကကြတော့ကာလပိုင်းခြားနဲ့ကြည့်လိုက်လို့ရှိရင်ခဏလေးရအားတချို့ကတပတ်10ရက်လောက်အားထုတ်လိုက်လို့ရှိရင်တရားသိတော်တော်ကြီးရောက်သွားအဲ့ဒီတပတ်10ရက်အားထုတ်လိုက်လို့ရတဲ့အသိဉာဏ်မျိုးတချို့ကလပေါင်းများစွာနှစ်ပေါင်းများစွာကျင့်ကြံတော့မှအားထုတ်တော့မှပင်ပင်ပန်းပန်းဆင်းရဲရဲဒုက္ခခံပြီးတော့ကိုကျင့်တော့မှအဲ့ဒီအသိလောက်ပဲရတဲ့သူမရှိဘူးလားရှိတယ်တယောက်နဲ့တယောက်နဲ့တူရဲ့လားအဲ့တော့ဘုန်းကြီးတို့ပြိဿသည်သတိထားမယ်အာငါအကျင့်တရားပင်မနေခင်းနေဆိုပြီးတော့လည်းပဲအဲ့ဒါစိတ်ဓာတ်မကြနဲ့ပေါ့ဟာငါအားထုတ်လို့လည်းမရဘူးငါစိတ်တွေကလည်းမငြိမ်လိုက်တာစိတ်တွေကလည်းမတည်လိုက်တာဘယ်ရောက်လို့ရောက်မှမသိဘယ်လိုထိရမှမသိရှုစရာယုံနေလေငါဘာမှမမြင်ဘူးလို့တချို့ကဘုန်းကြီးတို့ပြိဿအကျင့်ခက်တယ်ပေါ့နော်အကျင့်ခက်တယ်ဒါပေမဲ့လို့အဲ့လိုအကျင့်ခက်ပြင်မဲ့လို့အမှတ်မထင်အသိမြန်သွားတာလေရှိအကျင့်ခက်ပြင်မဲ့လို့အသိပါဖြစ်တယ်မြန်တချို့ကအကျင့်ခက်ပင်ခက်တော်လဲပဲအသိနှီးတယ်ပေါ့လေးမျိုးတော့အကျင့်လွယ်ပြီးတော့အသိမြန်တဲ့သူအသိနှီးတဲ့သူနှစ်ယောက်အကျင့်ခက်ပြီးတော့အသိမြန်တဲ့သူအသိနှီးတဲ့သူနှစ်ယောက်အဲ့လေးမျိုးလေးစားရှိနေတော့ဘုန်းကြီးဒီကနေ့ညပြောချင်တာကအကျင့်လေးပဲလွယ်တယ်အသိလေးပဲမြန်တယ်ဆိုတဲ့ကျင့်စဉ်ပေါ့အကျင့်ရလည်းဘာဖြစ်မယ်လွယ်ရဟုတ်ပြီလားအကျင့်လွယ်တာနဲ့အကျင့်ခက်တာနဲ့ဘုန်းကြီးတို့ပြိဿဘယ်ဟာကြိုက်ခက်တာလေးကြိုက်ဘူးလားကြိုက်ဘူးလွယ်တာကြိုက်တယ်အကျင့်ကဘာဖြစ်ရမလဲလွယ်ရအသိကနှီးတာနဲ့မြန်တာနဲ့ဘယ်ဟာကြိုက်ဩမြန်တာပဲကြိုက်တယ်အဲ့တော့အသိလေးပဲမြန်ရမယ်အကျင့်လေးပဲလွယ်ရမယ်ပေါ့ဟုတ်ပြီလားအဲ့ဒီထဲမှာကြည့်လိုက်လို့ရှိရင်ဘုန်းကြီးတို့ပြိဿခုနကပုဂ္ဂိုလ်၄မျိုးမပြောလိုက်ဘူးလားပုဂ္ဂိုလ်၄မျိုးပြောတဲ့ထဲမှာအကျင့်လွယ်ပြီးတော့အသိမြန်တဲ့သူတယောက်ပဲရှိတယ်နော်ကျန်တဲ့၃ယောက်ကဘုန်းကြီးတို့ပြိဿဒီတိုင်းလိုက်တူလို့မရဘူးဟုတ်ပြီလားဒါပေမဲ့လို့ဘုန်းကြီးတို့ဘုရားရှင်ကိုလိုမြတ်ကြီးလက်ထက်တုန်းကအသိလေးပဲမြန်အကျင့်လေးပဲလွယ်တဲ့ကျင့်စဉ်နဲ့တရားရသွားတဲ့သူရှိတယ်သူကျင့်ပြီးကြံပြီးအာထုတ်နည်းလေးပေါ့ဒါလေးဘုန်းကြီးတို့ပြိဿကျင့်တတ်ကြံတတ်အာထုတ်တတ်အောင်အလုံးလိုက်ပြီးတော့ဆိုကြည့်ပေါ့ဘုန်းကြီးလင်္ကာလေးနဲ့တိုင်ပေးမယ်မြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုကဲမြင်တဲ့နေရာဘာမပါလဲမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုဒါကျင့်နည်းပဲ
မြင်တယ်ဆိုတာဘုန်းကြီးတို့ပြိဿဘာနဲ့မြင်တယ်မျက်စိနဲ့မြင်တယ်ကဲလူတိုင်းမှာမျက်စိမရှိဘူးလားလူတိုင်းဘုန်းကြီးတို့ပြိဿမျက်စိရှိတဲ့အတွက်ကြောင့်မို့လို့မြင်နေကြတယ်ပေါ့မြင်တော့လည်းပဲတဦးနဲ့တူတယောက်နဲ့တယောက်ပြီးမြင်မုံချင်းမတူဘူးတူရဲ့လားမြင်မုံချင်းမတူဘူးအဲ့တော့ဒီမှာအကျင့်လွယ်ပြီးတော့အသိဉာဏ်နဲ့သူရဲ့ကျင့်နည်းကိုမြတ်စွာဘုရားပြီးမြင်လိုက်တဲ့ရုပ်တရားပေါ့ဘုန်းကြီးတို့မျက်စိကနေပြီးတော့မြင်ရတဲ့ဆင်းမျိုးစုံရူပယုံအစင်းမျိုးစုံရူပယုံကိုမြင်တဲ့အချိန်ခါမှာမျက်စိနဲ့မြင်နိုင်တဲ့သက်ရှိတမဲ့အရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲမျက်စိကနေမြင်တာမှန်သမျှရုပ်လို့ရှုရမယ်နော်ဘယ်လိုရှုရမလဲဘာမပါစေရဘူးလေငါမပါစေရဘူးအခုမြင်တော့မြင်တယ်ဘုန်းကြီးတို့ပြိဿရှုနေကြတဲ့နေရာမှာငါမြင်တယ်လို့မပြောဘူးလားကဲဘယ်သူမြင်တာလဲငါမြင်တာဒီလိုပြောတယ်နော်တကယ်မြင်တာဒီငါမြင်တာလားမျက်စိကမြင်တာလားမျက်စိကမြင်တာအဲ့ဒီမှာငါပါရဲ့လားမပါဘူးမျက်စိဆိုတာလေဘာတရားရုပ်တရားဒီခန္ဓာကိုယ်ကြီးနဲ့ဆက်ဆက်နေတာမှန်သမျှရုပ်နော်အဲ့တော့ဒီခန္ဓာကိုယ်ထဲမှာတခုအင်္ဂါစိတ်ပိုင်းနေနဲ့ပါဝင်တဲ့မျက်စိဆိုတာလေးပဲရုပ်တရားမျက်စိပါတရားမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်လိုက်တယ်မြင်ရတဲ့ဆင်းမျိုးစုံရူပယုံမျက်စိနဲ့မြင်နိုင်တွေ့နိုင်တဲ့သက်ရှိတမဲ့အရာဝတ္ထုမှန်သမျှသည်ရုပ်တရားဘာတရားလဲကဲရုပ်တရားလို့ရှုလိုက်တဲ့အခါမှာဘုန်းကြီးတို့ပြိဿသိုးတော်ကငါမြင်တယ်ဆိုတော့ငါဘာမြင်လိုက်တယ်ငါဘသူမြင်လိုက်တယ်ဘယ်လိုမပြောဘူးလားကဲငါပါလို့ရှိရင်ငါယောက်ျားတစ်ယောက်မြင်လိုက်တယ်ငါမိန်းမတစ်ယောက်မြင်လိုက်တယ်ငါအဲ့တလုံးမြင်လိုက်တယ်ငါကားတစ်စီးမြင်လိုက်တယ်ဒီလိုမျိုးပြောတယ်ပေါ့အခုအသိဉာဏ်မြင်လို့ရှိရင်ဘုန်းကြီးတို့ပြိဿသည်ဘယ်လိုရှုရမလဲမြင်ရတာမှန်သမျှကိုရုပ်လို့ရှုဘယ်လိုရှုကဲမြင်ရတာမှန်သမျှဆိုတော့လူလည်းဖြစ်ခြင်းဖြစ်မယ်တိရစ္ဆာန်လည်းဖြစ်ခြင်းဖြစ်မယ်။အိုးအိမ်တိုက်တာတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်။တစ်ပင်တွေလည်းဖြစ်ခြင်းဖြစ်မယ်။မြေကြီးလည်းဖြစ်ခြင်းဖြစ်မယ်။ရေလည်းဖြစ်ခြင်းဖြစ်မယ်ပေါ့။ဘာပဲဖြစ်မြင်ရတာအားလုံးကိုရုပ်လို့ရှုလို့ရှုမယ်။အဲ့ဒီနေရာမှာဘာခွာထားရမှာတော့ဆိုလို့ရှိရင်ငါဆိုတာကိုခွာထားငါမြင်တာမဟုတ်ဘူးနော်။ဘယ်သူမြင်တာမျက်စိကမြင်တာမျက်စိဆိုတာလေရုပ်တရားမျက်စိဆိုတာဘာတရားဒါကျင့်နေတာပဲမျက်စိဆိုတာရုပ်ပဲလို့သိအောင်ဘုန်းကြီးတို့ပြိဿကျင့်နေတယ်မျက်စိနဲ့မြင်ရတာမှန်သမျှကိုတဲ့ရုပ်တရားလို့သိမြင်အောင်ကျင့်ကြံနေကြတယ်အခုပုံမှန်ကိုသိနေတဲ့ဒီကမျက်စိကမြင်ရတာတွေကိုဘုန်းကြီးတို့ပြိဿရုပ်လို့မမြင်ဘူးနော်တာမန်သိတာမန်မြင်နဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါပုဂ္ဂိုလ်တ attvaငါသူတစ်ပါးယောက်ျားမိန်းမလို့မြင်နေအခုမြင်ရမှာဒီပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမဆိုတာမပါစေရဘူးတဲ့ဘယ်လိုမြင်ရမလဲရုပ်လို့မြင်ရမယ်ပြန်ဆိုကြည့်မြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုမြင်ကမျှပဲပေါ့မြင်ုံလေးပဲအဲ့ဒီမှာဘာမှဆက်မသွားနဲ့ဘုန်းကြီးတို့အခုတရားဓမ္မနဲ့မကြည့်မမြင်ဘူးဆိုလို့ရှိရင်မြင်လိုက်တဲ့နောက်မှာဆက်သွားတယ်မြင်ရတာကိုနှစ်သက်သဘောကြတယ်မြင်ရတာကိုမနှစ်သက်ဘူးသဘောမကျဘူးဒါလို့မသွားဘူးလားဟာဒါလေးမြင်လိုက်တဲ့အချိန်ကမှဒါရုပ်တရားပဲလို့မရနိုင်တဲ့သူမရနိုင်ဘူးဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှစ်သက်သဘောကျတယ်ဆိုလို့ရှိရင်ရာဂပါသွားတယ်ဒါလေးကိုသဘောမကျဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်ဒေါသပါသွားတယ်လောဘပဲရောက်လိုက်ဒေါသပဲရောက်လိုက်ဆိုတော့အကုသိုလ်ဘက်ကိုမနှွယ်ဘူးလားအကုသိုလ်ဘက်ကိုလမ်းပြောင်းသွားတယ်နော်ဘ
ဟုတ်လားမြင်ယုံလေးတွေဘုန်းကြီးတို့ပြိဿရပ်ပြီးတော့ဒါရုပ်ပေးလို့ရှုလိုက်လို့ရှိရင်လောဘပဲလေမသွားဘူးဒေါသပဲလေမသွားတော့ရှက်သွားအဲ့ဒါကျင့်စဉ်ပဲရသော်ဘုရားရှင်ကိုရောမြတ်ကြီးပေးတဲ့ကျင့်စဉ်အကျင့်လေလွေအတိကမြန်တယ်အကျင့်ကဘာဖြစ်တယ်ကဲကျင့်ရတာဘုန်းကြီးတို့ပြိဿခက်ဘာမှမခက်ဘူးကိုမျက်စိရှိနေတယ်ဒီမျက်စိနဲ့မြင်လေအမြင်ပြောင်းလိုက်တာပဲရှိပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမငါသူတစ်ပန်းလို့မမြင်နေတယ်ဘယ်လိုမြင်ရမလဲရုပ်လို့မြင်ကဲဒါထက်လွယ်တာရှိသေးလားရှိဘူးမြင်တတ်တဲ့ဒီမျက်စိကိုရုပ်လို့ပြန်မြင်ပေါ့မြင်တတ်တဲ့မျက်စိကလေရုပ်တရားမြင်ရတာကလေရုပ်တရားနော်မြင်တဲ့တရားငါမပါမြင်တာရုပ်လို့ရှုကဲအဲ့လိုရှုလိုက်ခြင်းအဖြစ်ရုပ်တရားလို့ရှုလိုက်တယ်ဆိုရင်လည်းငါဆွဲကင်းနေရှုလို့ရှုနိုင်လို့ရှိရင်ဘာဆွဲကင်းငါဆိုတဲ့အဆွဲကင်းနေမရှုနိုင်လို့ရှိရင်ငါပါပြီမရှုနိုင်ရင်ပါလားငါပါလာလို့ရှိရင်ဒီအကျင့်မှန်သေးလားငါနှစ်သက်တယ်ငါသဘောကျတယ်ငါကြိုက်တယ်ငါမကြိုက်ဘူးပေါ့ငါလိုချင်တယ်ငါမလိုချင်ဘူးမလားဟုတ်လားပါလားလေငါပါလာတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿငါဆွဲဝင်ရင်အကျင့်မှာဖြစ်သွားအခုကျင့်တဲ့နေရာမှာဒါနဲ့တတိထားရုံပဲနော်ဘုန်းကြီးတို့တရားကျင့်တယ်ဆိုတာအမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်တရားလမ်းကြောင်းတိုင်းတည့်သွားအောင်တတိလေးထားလိုက်တာပဲတတိလေးနဲ့ထိမ့်လိုက်တာပဲတရားမထုတ်တဲ့ချိန်ခါမှလည်းကြည်တာပဲတရားထုတ်တဲ့ချိန်လည်းကြည်နေရတာပဲတရားမထုတ်တဲ့ချိန်ကလည်းပဲနားကနေအတန်တွေကြားတာပဲအထုတ်နေတဲ့ချိန်ကမှလည်းပဲနားကနေအတန်တွေကြားတာပဲဒီခန္ဓာကိုယ်အစိတ်ပိုင်းတွေကသူ့ပုံမှန်အလုပ်သူလုပ်တဲ့ချိန်ခါမှာဘာအရေးကြီးတော့ဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿနှလုံးသွင်းအရေးကြီးတယ်ပေါ့ဘာအရေးကြီးနှလုံးသွင်းဆိုတာအဲ့ဒါယောနိသောမနတိကာရမှန်တဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်နှလုံးသွင်းရင်ငါမပါစေရဘူးဘာမပါငါပါလို့ရှိရင်အကျင့်မှာငါမပါရင်အကျင့်မှန်ဆိုကြည့်ကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုကြားတယ်ဆိုတာဘယ်သူကြားလဲနားကကြားတာဘယ်သူကြားတာကဲငါကြားတယ်မပြောဘူးလားမန္တကယ်ကြားတာငါကြားတာလားနားကြားတာအဲ့နားဆိုတာဒီဘာတရားရုပ်တရားနားကနေပြီးတော့ကြားနိုင်တဲ့အတန်မျိုးစုံနားရဲကိုဝင်ရောက်လာတဲ့အတန်မျိုးစုံဒီလေရုပ်တရားဘာတရားငါပါသေးလားနော်ဟိုကြားရတဲ့နားဆိုတဲ့စီမှာလေငါဆိုတာဘုန်းကြီးတို့ပြိဿရှာကြည့်ကြားတဲ့နားမှာဘယ်နေရာကိုငါလို့ပြောလို့ရလဲမရဘူးနော်ငါဆိုတာရှာလို့မတွေ့ကြားရတဲ့အတန်တွေကိုကြည့်လိုက်ရင်လည်းပဲဒီအတန်တွေဒီဘာလို့ရုပ်တရားတွေဒီမှာငါကြားတယ်ဒီတန်ကငါကြိုက်တယ်ဒီတန်ကငါမကြိုက်ဘူးဒီစကလုံးတွေကိုငါသဘောကျတယ်ဒီစကလုံးငါသဘောမကျဘူးဒီအပြောဆိုတွေကိုငါနှစ်သက်တယ်ဒီအပြောမျိုးတွေကိုငါမကြိုက်ဘူးဘာပါလာတော့ငါပါတယ်ဟုတ်ပြီလားငါပါပြီဆိုတော့တဲ့ကြိုင်နဲ့ဘုန်းကြီးတို့ပြိဿကြိုက်တာမကြိုက်တာဝင်လာပြီဟုတ်ပြီလားငါဆိုတာဒီဆိုတာနဲ့တပြိုင်တည်းပါတယ်ငါကြိုက်တယ်မကြိုက်ဘူးနော်ငါကြိုက်တယ်ငါမကြိုက်ဘူးဆိုလို့ရှိရင်ခုနကလောဘနဲ့ဒေါသနဲ့တလန်းလန်းကိုသွားပြီပေါ့ငါကြိုက်တယ်ဒီတန်လေးငါနားထောင်လို့ကောင်းတယ်ဒါဘာပဲသွားတယ်လောဘပဲသွားတယ်ငါဒီတန်ကြီးမကြားချင်ပါဘူးဒီပြောမျိုးတွေငါမကြားချင်ပါဘူးဆိုလို့ရှိရင်ပဲသွားဒေါသပဲသွားတယ်ငါပါလို့ရှိရင်အကုသိုလ်ဝင်လာပြီငါပါရင်ပါဝင်လာအဲ့တော့ဘုန်းကြီးတို့ပြိဿငါထိကိုမရောက်စေနဲ့တဲ့ကြားယုံလေးပဲထားပေါ့
ကြားရတဲ့အတန်မျိုးစုံသည်ရုပ်တရားကြားရတဲ့အတန်တွေဒီဘာတရားအဲ့ဒီအတန်တွေကိုကြားတတ်နားထောင်တတ်တဲ့နားဆိုတာဒီလေရုပ်တရားပါနော်ဒါဘုန်းကြီးရုပ်ပဲပြောသည်မြင်သိစိတ်သည်နံတရားမြင်သိစိတ်ပါတရားကဲမြင်တဲ့ချိန်ခါမှာသိလိုက်တယ်အဲ့ဒီအသိကလည်းပဲဘုန်းကြီးတို့ပြိဿအရေးကြီးတယ်ဒါကိုရုပ်လို့သိလိုက်တယ်ဆိုလို့ရှိရင်အသိမှန်အဲ့လိုမှမဟုတ်ဘဲနဲ့ငါသဘောကျတဲ့အစင်းမျိုးစုံပဲငါသဘောကျတဲ့သူပဲငါသဘောမကျတဲ့သူပဲအဲ့လိုသွားလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီအသိဒီအသိမှားပေါ့ဘုန်းကြီးတို့အခုရှာနေတာဒီအသိမှန်ကိုရှာတာလားအသိမှားရှာတာအသိမှန်ကိုရှာတယ်ခါတိုင်းတမ္မာအပြည့်ပုံမှန်နေတာဒီအသိမှားနေတယ်ပေါ့ကိုယ်သိတယ်ဘာဖြစ်နေလဲမှားနေတယ်အခုတရားထုတ်တယ်ဆိုတာအသိမှားကိုအသိမှန်ပြင်းနေတာနော်ခါတိုင်းနေသလိုအိမ်မှာနေသလိုပဲကြည်မယ်အိမ်မှာနေသလိုပဲနားထောင်မယ်ဆိုလို့ရှိရင်တော့မဟုတ်သေးဘူးပေါ့အဲ့ဒါဆိုလို့ရှိရင်ကျင့်တယ်လို့ပြောလို့မရတော့အခုကျင့်တဲ့နေရာမှာကြားရတဲ့အတန်မျိုးစုံတွေလည်းရုပ်တရားဒီတန်တွေကိုကြားတတ်တဲ့နားဆိုတာဒီလေရုပ်တရားဒီနှစ်ခုပေါင်းစုံတော့ဖြစ်ပေါ်လာတဲ့ကြားတိစိတ်ဒီနံတရားကြားတိစိတ်ပါတရားအဲ့မှာယုံတဲ့နံနှစ်ခုသွားလိုက်ပြီဆိုလို့ရှိရင်ငါပါသေးလားငါဆိုတာကဒီယုံတဲ့နှစ်ခုပေါင်းစုကိုဘုန်းကြီးတို့ကတတ်မှတ်ချက်တစ်ခုအနေနဲ့ထားပြီးတော့ငါပဲသူပဲပုဂ္ဂိုလ်တ attva ပဲယောက်ျားမိန်းမပဲဒီလိုပြောနေကြအမှန်တကယ်ငါဆိုတာပြန်ကြည့်လိုက်လို့ရှိရင်ဘာကိုရည်ညွှန်းနေလုံးဆိုလို့ရှိရင်ယုံနဲ့နာပေါ့သူလို့ပြောနေတာလေးပဲဗာလေယုံနဲ့နာပဲယောက်ျားဆိုတာလေယုံနာပဲမိန်းမဆိုတာလေယုံနာပဲအဲ့ဒီယုံနာဆိုတဲ့သဘာဝဒီသဘောအမှန်ကိုမမြင်မဲနဲ့အမြင်မှားနေကဲမြင်မှားတဲ့အတွက်ကြောင့်မလို့အတိလေမှားတယ်ပေါ့အတိမှားပြီဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿခန္ဓာကမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ရပါမလားမရဘူးအတိမှန်ရမယ်ဒီတော့မြင်တဲ့နေရာငါမပါနဲ့ကြားတဲ့နေရာငါမပါနဲ့နောက်တစ်ခါဆိုကြည့်ထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုမျက်စိကမြင်တယ်နားကကြားတယ်နှာခေါင်းကြတော့ဘုန်းကြီးတို့ပြိဿပြေပါကနေဝင်ရောက်လာတဲ့အနံမျိုးစုံနှာခေါင်းမှာထိတယ်နှာခေါင်းမှာအနံ့တွေလာထိတယ်ပေါ့ဟောနောက်ပြီးဖို့ကြောင့်မှချက်နေတဲ့ဟင်းနဲ့ထမင်းနဲ့တွေဘုန်းကြီးတို့ပြိဿနှာခေါင်းထဲမရောက်လာဘူးဆိုလို့ရှိရင်ဒီအနံ့ရရဲ့လားမရဘူးအနံ့ကဘာနဲ့လာထိနှာခေါင်းနဲ့ထိတော့မှဒီအနံ့ရအဲ့လိုထိလိုက်တဲ့အချိန်ကမှငါမပါစေနဲ့ထိတဲ့သဘောတရားတဲ့နတ်မျိုးစုံဒီနတ်မျိုးစုံကိုရုပ်လို့ရှုစားတဲ့အချိန်ခါမှလေးတဲ့ရှာနဲ့စားစရာတွေနဲ့ထိတယ်ကရှာထဲမှာဘုန်းကြီးတို့ပြိဿအရသာပေါ်တယ်လို့ပြောတယ်ဆိုတာအမှန်တကယ်ပြောလို့ရှိရင်ရှာနဲ့စားစရာနဲ့ဘာဖြစ်တာလဲထိတာကဲမထိဘဲနဲ့ဒီအရသာပေါ်ရဲ့လားကဲစပွဲပေါ်မှာပြင်ထားတဲ့စားစရာတောက်စရာတွေဘုန်းကြီးတို့ပြိဿတရားကြည်နေုံနဲ့ဒီရတာမပေါ်ဘူးနော်ရှာမှာထိမှပေါ်တယ်အဲ့တော့ထိတယ်ဆိုတဲ့နေရာမှာဘာတွေကျုံးဝင်သွားတော့ဆိုတော့နှာခေါင်းနဲ့ထိနိုင်တဲ့အနံ့မျိုးစုံရှာနဲ့ထိနိုင်တဲ့အရသာမျိုးစုံဒီခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တဲ့ထိတွေ့မျိုးစုံဒီခန္ဓာကိုယ်နဲ့လည်းပဲခုနကကျမ်းသာနုတာပူတာအေးတာတွေဒီထိမှတိမထိပဲနဲ့သိရလားအဲ့ဒီယဝတ္ထုတိကျမ်းသလားနုသလားဆိုလို့ရှိရင်ဘုန်းကြီးတို့ပြိဿဘာလို့ကြည့်ရကင်ကြည့်ရတယ်ကင်တွေသုံးသပ်ကြည့်ထိကြည့်လိုက်တဲ့ခါကျတော့ဟာဒါကကျမ်းပါလားဒါကနုပါလားဒါကပူပါလားဒါကအေးပါလားလို့သိသွားတယ်ဩအဲ့တော့ထိဆိုတဲ့နေရာမှာ၃မျိုးနော်အနံ့မျိုးစုံပါတယ်အယတမျိုးစုံပါတယ်ထိတွေ့မျိုးစုံပါတယ်အဲ့လိုထိတဲ့နေရာမှာငါမပါစေရဘူးတဲ့ထိတာကိုရုပ်လို့ရှုအဲ့တော့အနံ့တွေလည်းပဲရုပ်တရား
အနတ်မျိုးစုံဒီပါတရားအယတာမျိုးစုံကလေရုပ်တရားခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တာမှန်သမျှကလေရုပ်တရားပေါ့နော်ဒီနာနေနဲ့ထိတတ်တဲ့နှကောင်းဆိုတာလေရုပ်ပါအယတာတွေကိုထိတွေ့တတ်တဲ့ရှားဆိုတာလေရုပ်ပါတဲ့ခန္ဓာကိုယ်နဲ့ထိတွေ့နိုင်တဲ့ထိတွေ့မှန်သမျှထိတွေ့ရတဲ့ဒီခန္ဓာကိုယ်ကြီးဒီလေရုပ်တရားပါငါနမ်းနဲ့ငါရှူတယ်ဆိုတာမရှိစေနဲ့တဲ့နော်ငါစားတော့တဲ့ငါရတာတွေခံနေတယ်ငါစားလို့ကောင်းတယ်ငါစားလို့မကောင်းဘူးပေါ့နော်အဲ့ဒါတွေမပါစေနဲ့တဲ့ထိတာမှန်သမျှကိုဘယ်လိုရှုမယ်ရုပ်လို့ရှုမယ်ထိလို့တီးလိုက်တဲ့မှန်သမျှကိုနာလို့ရှုမယ်ဆိုတီးတဲ့နေရာငါမပါတိဒါနာလို့ရှုတိတဲ့နေရာငါမပါတိဒါနာလို့ရှုတိတဲ့နေရာငါမပါတိဒါနာလို့ရှုတိတာဘယ်လိုကတိနာကတိတယ်ကဲငါသိပါတယ်ငါသိပါတယ်မပြောဘူးလားအဲ့ဒါဘုရားပြိတ္တအပြောမှန်လားအပြောမှားလားတကယ်သိတာဘယ်လိုသိနာကသိတယ်ခုနကမြင်လိုက်တဲ့အချိန်ကမှလည်းပဲကဲမြင်ရတဲ့အခါမှာဖြစ်ပေါ်လာတဲ့မြင်သိစိတ်မြင်ရင်သိတယ်ပေါ့သိတာဘာနဲ့သိတော့စိတ်နဲ့သိတာဘာနဲ့သိတော့အဲ့ဒီစိတ်လေးကိုပြန်ကြည့်လိုက်စိတ်ဆိုတာဒီနန္တရားဘုန်းကြီးတို့ဓမ္မနုပဒနာနည်းမှာအကျဉ်းပဲခွဲတယ်ယုံနဲ့နာဘာနဲ့ပါခွဲယုံနဲ့နာပဲခွဲတယ်မြင်ရတဲ့ပြင်ပလောကမှာရှိနေတဲ့အပြင်မှာရှိနေတဲ့သက်ရှိသက်မဲ့မှန်သမျှဘာတရားလဲယုတ်တရားမြင်တတ်တဲ့မျက်စိကလည်းယုတ်တရားအဲ့ဒီနှစ်ခုတိုက်ဆိုင်တော့မှပေါင်းစုံတော့မှဖြစ်လာတဲ့အသိစိတ်ကနန္တရားထာမြင်တဲ့ချိန်ခါမှာရှုနည်းမြင်တဲ့ချိန်ခါမှာဘုန်းကြီးတို့ပြိဿကျင့်ရမယ်နည်းပေါ့ဟုတ်ပြီလားကဲမျက်လုံးကရှိနေတဲ့ခါကျတော့မြင်ပါပဲမျက်စိမိတ်ပြီးတော့ထားတဲ့ချိန်ခါမမြင်ဘူးပေါ့ကိုမျက်လုံးဖွင့်လိုက်တာနဲ့ဘုန်းကြီးတို့ပြိဿမြင်စရာရှိတာတွေမြင်မယ်ငါရှိတဲ့အတွက်ကြောင့်မို့လို့ကြားစရာရှိတာတွေကြားမယ်အဲ့ဒီအခါမှာကျင့်နည်းမှန်စေဖို့လေအကျင့်မှန်ကိုမြတ်စွာဘုရားပြနေတာနော်လွယ်လေလွယ်တယ်ဒီကျင့်ကလွယ်ဆုံးကျင့်အကျဉ်းဆုံးကျင့်ဘာမှမခဲရင်ဘူးမခက်ခဲဘူးပင်ပင်ပန်းပန်းစင်းစင်းရဲရဲလှုပ်ရှားဘာမှမရှိဘူးမျက်စိကမြင်ရတာကိုရုပ်လို့ရှုပါမြင်တတ်တဲ့မျက်စိကိုလည်းရုပ်လို့ရှုပါဒီနှစ်ခုပေါင်းစုံတဲ့ခြင်းကမှဖြစ်ပေါ်လာတဲ့အသိစိတ်ကိုနာလို့ရှုပါအသိစိတ်ကိုဘယ်လိုရှုမယ်တိတဲ့နေရာငါမပါတိတဲ့နေရာမှာဘာမပါလဲတိတာကိုနာလို့ရှုတိတာဘယ်လိုရှုငါမပါနဲ့တဲ့တလုံးလေးပဲတကယ်တရားရကြလို့ရှိရင်ဘုန်းကြီးတို့ပြိဿဒါလေးပဲနော်မြင်တဲ့နေရာလဲငါမပါနဲ့ကြားတဲ့နေရာလဲငါမပါနဲ့ထိတဲ့နေရာလဲငါမပါနဲ့သိတဲ့နေရာလဲငါမပါနဲ့တဲ့တရားအကျဉ်းလေးပဲမြတ်စွာဘုရားပေးဒီတရားလေးကတူတူချင်းချင်းလေးဒါပေမဲ့လို့ထိထိမိမိရှိတယ်ပေါ့ဘုန်းကြီးတို့တကယ်လက်တွေ့လောကနေကြထိုင်ကြတဲ့အချိန်ကမှအခုတရားထုတ်နေသလိုမျိုးအေးစစ်စစ်ထိုင်ပြီးတော့အားထုတ်ဖို့ဆိုတာမလွယ်ဘူးကိုယ်လောက်ကိစ္စတွေနဲ့လူမှုရေးစီးပွားရေးတာရေးသမီးရေးဒီအရေးတွေကရှိနေတော့သွာလာလှုပ်ရှားနေရကိုယ်လုံးနဲ့ကိုယ်သွာလာလှုပ်ရှားရင်းနဲ့လည်းပဲမြင်တဲ့နေရာလေးကိုတစ်ချက်လေးသတိထားကြည့်လိုက်မြင်လိုက်ပြီဆိုရင်လည်းငါမပအောင်ကြည်တတ်ရင်တရားဖြစ်ပြီငါမပအောင်ကြည်တတ်သွားလို့ရှိရင်အဲ့ဒါတရားပဲအခုဘုန်းကြီးတို့ပြိဿတာမန်ကြည့်တယ်မှာဘာပါလဲငါပါတယ်ပေါ့တရားနဲ့ကြည့်တဲ့သူသည်ဘာမပါဘူးလေငါမပါဘူးနာကနေပြီးတော့အပန်းမျိုးစုံကြားနေတယ်အဲ့လိုကြားနေတဲ့အချိန်ကမှငါပါလို့ရှိရင်တရားမဟုတ်သေးဘူးငါမပါအောင်ကြားတတ်ပြီဆိုရင်လည်းအကျင့်မှန်ပြီအကျင့်မှန်သည်ငါမပါတဲ့အကျင့်ဘာမပါလဲငါမပါတဲ့အကျင့်တဲ့ထ
ထိတဲ့နေရာမှာငါမပါအောင်ကျင့်နိုင်ရင်တရားဖြစ်ပါပြီတည်တဲ့နေရာငါမပါဘဲနဲ့တည်တာကိုနာလို့ရှုနိုင်ရင်တရားဖြစ်ပြီအဲ့ဒီတရားကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုသူပေးလိုက်တာတော့အဲ့ဒီတရားလေးနဲ့ဒီရှုပုံရှုနည်းလေးနဲ့ဘုသူတရားရလာလို့ဆိုတော့ဘာဟိယဒါရုစိရိယာတဲ့ဘုန်းကြီးတို့သာသနာတော်မှာခိပ္ပဗိညာဘိညာဉ်ခိပ္ပဗိညာဣတတဲ့ရတဲ့အရှင်မြတ်ပေါ့ခိပ္ပဗိညာဆိုတာဒီအသိဉာဏ်နဲ့အသိပါဖြစ်လေဉာဏ်နဲ့အရှင်မကြီးသာသစရိယမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံကိုတရားလိုချင်လို့ရောက်လာတယ်သူရောက်လာတဲ့အချိန်ခါမောကြီးပန်းကြီးနဲ့နေရာကလည်းပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဆုံးကသွားနေတဲ့အချိန်မြို့ထဲမှာဘုရားရှင်ကနောက်ပါသမ္မာဂရီရှင်မြတ်တွေနဲ့သပိတ်ပိုက်ပြီးတော့ဆုံးကဝင်တဲ့အချိန်ဘာကြီးရသာသစရိယရောက်လာတယ်သူရောက်လာတာကလည်းဘုန်းကြီးတို့ပြိဿသာမန်လူတွေလိုမြတ်စွာဘုရားရှင်ဖူးရအောင်ရောက်လာတာမျိုးမဟုတ်ဘူးမောကြီးပန်းကြီးနဲ့တရားလူကျင်လို့ဟိုမိုင်ပေါင်းများစွာဝေးတဲ့ရက်ဒေသကနေပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိရာကိုပြင်းပြင်းထန်ထန်မနာမနေနဲ့ကြိုးစားပြီးတော့လာခဲ့တယ်သူကပထမဆုံးကဂုံတွေတရားဂုံကိုယ်တိုင်ရောက်ဝင်ရင်လည်းသင်္ဘောပြတ်တော့သင်္ဘောပြတ်တဲ့အချိန်ခါမှာပစ္စည်းဥစ္စာတွေအကုန်ဆုံးရှုံးပြီးတော့လူအသက်လွတ်ယုံလေးကြံခဲ့ကန္နာလေးတစ်ခုမှသွားပြီးတော့တင်နေတော့အဲ့ဒီကန္နာလေးမှာသူ့ကိုယ်သူပြန်ကြည့်လိုက်တော့အသက်တော်ရှင်နေပါရဲ့ကိုယ်ပေါ်မှာဘာမှအဝတ်စားတွေမရှိတော့ဝတ်စားတွေအကုန်လုံးရေရမျိုးကုန်ပြီးစုပ်ပြဲကုန်ပြီပေါ့အဲ့တော့အဆက်လုံယုံနဲ့သူ့ကိုယ်သူတစ်သားပိုင်းလေးတွေကန္နာမှာတွေ့တဲ့တစ်ချောင်းလေးတွေနဲ့အဆက်လုံအောင်ပေါ့ခန္ဓာကိုယ်မှာပတ်ပြီးတော့သွားအနိနာလူသူရှိတဲ့နေရာကိုသွားရွာတဲ့တဝင်မှာတော့လူကလည်းပေါ်ကလည်းအင်ကြီးမရှိဘူးခေါင်းကလည်းဖိတာတင်တာမရှိဘူးဒီကုလုံးရှုပ်ပွားလို့ညစ်ပတ်လို့ပေါ့ခါမှကြည့်လိုက်ကြတော့လည်းပဲအဆက်လုံးယုံတစ်သားချောင်းလေးတွေစီးပြီးတော့ဒါလေးရက်ဝတ်ထားတဲ့ဝတ်စားလေးနဲ့ဆိုတော့လူတွေကသူ့ထင်ကြီးကြဟာဒီပုဂ္ဂိုလ်တာမန်ပုဂ္ဂိုလ်တော့မဟုတ်တော့ဘူးဒါတရားရှင်ပဲဖြစ်ရမယ်တရားရှိတဲ့သူပဲဖြစ်ရမယ်ကြည်စမ်းချိုးကြံလိုက်တာအဝတ်စားလည်းမဟုတ်ဘူးသူ့ကိုယ်ပေါ်မှာဘာဝတ်စားမှမရှိဘူးသူများလိုလည်းမနေဘူးအမတန်မှချိုးကြံနေတစ်သားကြောင့်လေးတွေကတ်စီပြီးတော့ခါမှအဆက်လုံးလေးပဲဝတ်ထားတဲ့သူယဟန္တာပဲဆိုပြီးတော့ရွာသူရွာသားတွေကသူကြည်ညိုသွားတယ်ယဟန္တာကြီးပေါ့သူတို့အထင်ကတော့ပြယဟန္တာဒါပေမဲ့လို့ဘာရှိရမှာတရားရှိပြီလားဆိုတော့မရှိသေးဘူးဒါပေမဲ့လူတွေကတော့သူ့ကိုထင်ကြတယ်ဒါယဟန္တာပဲလို့ထင်တော့အစားချောင်အောင်သူကလည်းပဲအဲ့ဒါချော်လေးရောထိုင်ပေါ့ယဟန္တာလှုပ်လိုက်ယဟန္တာကြီးရွာထိပ်ကနှက်ကွန်းလေးမှာနှက်စင်လေးမှာနေလူတွေကလူစရာတန်းစရာတွေလာပြီးတော့လူကြပေးကြကမ်းကြကျွေးကြမွေးကြပေါ့ပူဇော်နေကြတရုတ်တည်းနဲ့အဲ့ဒါချင်းကပ်ပြီးတော့ပူဇော်ယူတည်နေကြအဲ့လိုတာယာပြီးတော့နေတဲ့ဘာဟိယကိုသူ့မိတ်ဆွေဖြစ်တဲ့ဗျမကြီးကလာပြီးတော့တတိပေးတယ်ဘာဟိယမဲကုံမဲယဟန္တာဆိုပြီးတော့ထင်ကြီးနေတဲ့ယဟန္တာလို့နေတယ်မင်းယဟန္တာလေမဟုတ်သေးဘူးဘာဟိယဘုန်းကြီးတို့ပြိဿယဟန္တာဖြစ်ပြီလားဘာဟိယသင်သည်ယဟန္တာလည်းမဟုတ်သေးပါဘူးယဟန္တာဖြစ်အောင်နဲ့ကျင့်ကြံနေတဲ့သူလည်းမဟုတ်သေးပါဘူးယဟန္တာဖြစ်အောင်ကျင့်နေသလားဆိုတော့လေကျင့်နေတာမဟုတ်ဘူးယဟန္တာဖြစ်အောင်လည်းသင်သည်အရတ္တမရတ္တဘောကိုရနေသူလည်းမဟုတ်ပါဘူးဗြဟ္မာကြီးကလာသတိပေးတယ်မင်းလူလိမ့်မယ်မင်းလူညာပဲမသိနားမလဲတဲ့သူတွေဒီလူတွေကိုမင်းလိမ့်ညာပြီးတော့ယဟန္တာဖြစ်နေမင်းနေနေတာတိတ်မှားတာပဲဗြဟ္မာကြီးကသူနဲ့ဟိုတုန်းကတရားကျင့်ပဲနှစ်ပေါင်းများစွာသူတော်ကတရားကျင့်ပြီးတော့အနာဂံဖြစ်ဗြဟ္မာပြည်ကိုရောက်သွားတဲ့တငယ်ချင်းဟောင်းပေါ့ဒီတငယ်ချင်းဟောင်းကဘာကြီးရသာရစရိယဒီတိုင်းသာနေလို့ရှိရင်တော့ဒုက္ခဖြစ်တော့မှာပဲလူတွေကိုလိမ်ညာလှည့်စားပြီးတော့နေတယ်ယန္တာဘုပဲနဲ့ယန္တာလို့သူ့ကိုယ်သူထင်နေတယ်
သူ့မှာဘာတရားမှလည်းမရှိသေးဘူးဘာကျင့်မှလည်းမရှိသေးပဲနဲ့ဒီတိုင်းနေလို့ရှိရင်သိရင်တော့ဖြစ်ဘာဟိယကြီးအပေကြမယ်သိရင်ပဲသွားဘာလို့ပဲသွားတရားမရှိလို့နော်ဘာမရှိတရားမရှိရင်သိရင်ပဲသွားနိုင်မယ်ဆိုတာကိုတကယ်ကြီးကသိတော့လာသတိပေးတယ်သွားမင်းရဟန္တာပြောင်းကျင့်ကျင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရှိတယ်သာဝတိတိစေတဝန်ကျောင်းတိုင်းမှာဘုရားရှင်ကိုရမြတ်ကြီးတရင်သုံးတယ်အဲ့ဒီကိုမင်းသွားဆိုတော့ဘာဟိယအပြင်းအထန်ကြိုးစားပြီးတော့မြတ်စွာဘုရားရှိကိုသွားတယ်ဒုက္ခပဲမြတ်စွာဘုရားရှိတာမရောက်ဘူးဆိုလို့ရှိရင်ငါသူများရဟန္တာထင်ငါရဟန္တာလည်းမဟုတ်သိရင်အပေကြမယ်လို့လည်းပဲငါခုနကတကူရှိတဲ့ပုဂ္ဂိုလ်ဇမကြီးကငါပြောသွားအဲ့တော့ယဟန္တာဖြစ်အောင်ကျင့်မှဖြစ်မယ်လို့တရားရကျင်လို့ဘာဟိယအပြည့်လွှမ်းနဲ့မြတ်စွာဘုရားရှိကိုသွားပါတယ်မိုင်မောင်းများစွာဝေးတဲ့ရတ္တေသာတရင်သုံးတဲ့မြတ်စွာဘုရားထံသူသွားသာဝတိမြို့ရောက်တဲ့အခါမှာမင်းမြတ်စုံစမ်းဘုရားရှိခိုးတော်မြတ်ကြီးစွမ်းကံဝင်နေတယ်နောက်ကသံဃာတွေနဲ့တပိတ်ပိုက်ပြီးတော့မြတ်စွာဘုရားစွမ်းခံတဲ့ချိန်အဲ့ဒီအချိန်ကမှဘာဟိယတာရုစရိယမြတ်စွာဘုရားကိုတွားပြီးတော့လျှောက်ထားတယ်မြတ်စွာဘုရားတရားဟောပေးပါမြတ်စွာဘုရားဘာလုပ်ခိုင်းတရားဟောခိုင်းမြတ်စွာဘုရားတပည့်တော်ကိုတရားဓမ္မဟောကြားတော်မူပါမြတ်စွာဘုရားမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကိုကျင့်ကြံအားထုတ်ခြင်းပါလေမြတ်စွာဘုရားသူတရားကျင့်ရင်လေဘာဟိယကြီးဘာလုပ်ခြင်းတရားကျင့်ရင်လေဒါပေမဲ့လို့ကျင့်နီးကျင့်စဉ်မသိဘဲနဲ့ကျင့်လို့ရလားအဲ့ဒါအရေးကြီးတယ်နော်တချို့ကတရားတရားနဲ့ကျင့်နေတယ်ဆိုပြီးတော့ထင်ရမြင်ရကြာဝနာဝတွေနဲ့ကျင့်ဒီစလက်ကမမှန်ကန်ကျင့်မို့ကျင့်ဒီကမဟုတ်တော့ကျင့်တဲ့လောက်အကျိုးမဖြစ်ဒီကြားထဲမှာတချို့ကအကျင့်မှားကြီးတွေကိုအမှန်ထင်ပြီးတော့ကျင့်မိလိုက်လို့ရှိရင်သွားပြီအဲ့ဒါကျင့်လဲကျင့်ရသေးတယ်ဒုက္ခလေရောက်သေးတယ်ပေါ့ကိုယ်တည်တွင်ကိုတူးသလိုပဲမကျင့်မဲနေရင်ကောင်းတာကျင့်လိုက်ခါမှာပို့ဆိုးသွားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျင့်နီးမသိလို့အခုဘာကြီးကရိုးရိုးသားသားပဲမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြံအားထုတ်ခြင်းပါတယ်မြတ်စွာဘုရားမြတ်စွာဘုရားတပည့်တော်ကိုတရားဓမ္မဟောကြားတော်မူပါမြတ်စွာဘုရားကဲသူတရားဟောခိုင်းတဲ့အချိန်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာလုပ်နေလဲစွန့်ခံနေတယ်အဲ့တော့မြတ်စွာဘုရားတရားမဟောဘူးတရားဟောလားမဟောဘူးချိန်မဟုတ်အခါလည်းမဟုတ်ဘူးပေါ့တရားမဟောနောက်တစ်ချိန်ဘာဟိယတောင်းပန်မြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြံအားထုတ်ခြင်းလာပါတယ်မြတ်စွာဘုရားတရားဟောပေးပါဒုတိယတစ်ချိန်တောင်းပန်တော့လေမြတ်စွာဘုရားမဟောသေးဘူးဘုရားဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မြည်ဒီမှာတရားဟောဖို့အတွက်နော်တရားဟောဖို့အတွက်တရားဘုရားဖြစ်အောင်ကျင့်ခဲ့တရားဟောဖို့အတွက်ဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆိုလို့ရှိရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတကူတကပင်ပန်းခံပြီးတော့ခြေချင်းသွားမိုင်မောင်းများစွာသွားပြီးတော့တရားဓမ္မဟောခြင်းလေဟောတယ်တဝူတရားတစ်စုံတရားပုဂ္ဂိုလ်တ attva တူပေါ့တရားရဖို့ဆိုလို့ရှိရင်မြတ်စွာဘုရားပင်ပန်းခံအခုဘာဟိယတရားလိုချင်လို့အချင်းချင်းခါကတောင်းပန်နေတယ်နှစ်ခါရှိပြီမြတ်စွာဘုရားတရားဟောပေးပါဆိုတော့လေဘုရားရှင်ကိုယ်တော်မြတ်ကြီးမဟောသေးအဲ့ဒါမနေနိုင်ဘူးဘာဟိယမြတ်စွာဘုရားတပည့်တော်သည်တရားဓမ္မကျင့်ကြံလာပါတယ်မြတ်စွာဘုရားတရားဟောပေးပါတဲ့သုံးခါတိုင်အောင်တောင်းပန်ဘယ်နှခါသုံးခါဘုရားရှင်ကိုယ်တော်မြတ်ကြီးဒီသုံးခါတိုင်တိုင်တောင်းပန်ရလောက်အောင်ဘာဖြစ်လို့အချိန်ဆိုင်နေလေအချိန်ဆွဲနေလေဆိုတော့ဒီဘာကြီးကမှမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြော်ရလို့သူ့မှာသိဝမ်းသာဟိုမှာသူ့သတိပေးသွားတဲ့ဓမ္မကြီးပြောတဲ့စကားဟောတာဝတိပြည်မှာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိတယ်တွေ့ကျင်လို့သူအပြင်းအထန်ဆင်းရဲခံပင်ပန်းခံပြီးတော့လာခဲ့တွေ့ကျင်လို့ဖူးကျင်လို့ပေါ့
အခုတေးရပြီဆိုတော့စိတ်ထဲမှာဝမ်းသာတဲ့ပီတိသောမနတတွေကသိဖြစ်အဲ့လိုပီတိတွေကသိအားကောင်းနေတဲ့အချိန်သိအားကြီးနေတဲ့အချိန်ခါမျိုးနော်အဲ့ဒီချိန်ခါမျိုးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောရင်လေသူတရားမရနိုင်ဘူးဒါကအကြောင်းတစ်ချက်ပေါ့နောက်တစ်ချက်ကဘာဟိယသည်အမတန်ဝေးတဲ့နေရာကနေအပြေးလွှာမြတ်စွာဘုရားစီကိုလာခဲ့ဒီတော့ဘာဖြစ်နေတော့ဆိုလို့ရှိရင်သူ့မှာပင်ပန်းနေတယ်ပေါ့ပင်ပန်းနေတဲ့အချိန်ခါမှာမြတ်စွာဘုရားတရားဟောရင်လည်းပဲခံယူနိုင်ဘူးဟောလည်းပဲတရားမရဘူးပေါ့ဘာဖြစ်လို့လဲဆိုရင်ပင်ပန်းနေလို့ဘာဖြစ်နေပင်ပန်းနေတယ်ဘုန်းကြီးတို့တရားဆိုတာကမြတ်တာမှတရားရကိုယ်မှလိုအပ်တဲ့အချိန်တွေအကုန်လုံးမြတ်မြတ်တာရှိတဲ့အချိန်ကတရားရမယ့်အချိန်ပဲအခုဘာကြီးရတဲ့နမူနာထားပြီးတော့ပဲကြည်ပီတိတွေတိတ်များတယ်တိတ်ဝမ်းသာတယ်ဝမ်းသာလုံးစိုးနေတဲ့အချိန်ကမျိုးတရားဟောလေတရားမရဘူးပေါ့ဘာကြီးရတာလို့စရိယတိခန္ဓာကိုပင်မနွမ်းနေတယ်တိတ်ကိုပင်မနေတဲ့အချိန်ကအဲ့ဒီအချိန်ခါမျိုးဘုန်းကြီးတို့တရားဟောရင်ရောရပါမလားမရဘူးဒါကြောင့်မြတ်စွာဘုရားမဟောသေးဘူးနောက်တစ်ခါဘာရတော်လို့စရိယရဲ့အသိဉာဏ်ကိုကြည့်လိုက်မယ်ဆိုရင်သူ့အသိဉာဏ်ဒီတဲ့ရင့်ကျက်ခြင်းကိုမရောက်သေးဘူးအသိဉာဏ်မရင့်သေးဘူးအချိန်လေးနဲ့စောင့်လိုက်မယ်ဆိုလို့ရှိရင်ဘာရတော်လို့စရိယအသိဉာဏ်ရင့်လာအဲ့ဒီတော့ကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသုံးငါတိုင်တိုင်တောင်းပန်မိမယ်လို့တဲ့နောက်ပထမနှစ်ခါတောင်းပန်တဲ့အချိန်ကမှမဟောသေးဘူးသုံးချိန်သုံးခါဘာဟိယတောင်းပန်တဲ့အချိန်ကြတော့မှမြတ်စွာဘုရားတရားဟောတယ်ဘာဟိယတော်လို့စရိယသူ့တတ်တန်းကိုဘုရားရှင်ကသိတယ်သူ့မှာချိန်မရှိတော့တကယ်လို့သာကြောင်းရောက်မှတရားဟောမယ်ဆိုပြီးတော့ဘာဟိယတော်လို့စရိယကိုတရားမဟောရင်အဲ့ဒီမနစ်ပိုင်းအတွင်းမှာပဲဘာဟိယစရိယရဲ့တက်တန်းကုန်နေပြီတကယ်လို့သာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားမဟောဘဲနဲ့ကဲဘာဟိယလိုက်ခဲ့ကြောင်းရောက်မှဟောမယ်ဆိုလို့ရှိရင်ဘုရားရှင်တရားဟောတဲ့အထိဘာဟိယရဲ့တက်တန်းမကြံတော့ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘာဟိယကိုတရားဟောတဲ့လမ်းလေကောင်မှာဆုံးခံရင်းနဲ့တရားဟောတာဆုံးခံရင်းနဲ့ဟောတဲ့တရားဆိုတော့ဘုန်းကြီးတို့တရားအရှိကြီးကြာကြီးဟောတဲ့တရားမျိုးလေးမဟုတ်ဘူးပေါ့ဘာဟိယတော်လို့စရိယအတွက်ထိထိမိမိလေးဖြစ်ရမယ်ကြင့်နည်းကြံနည်းကလည်းပဲလွယ်လွယ်ကူကူဖြစ်ရမယ်ပေါ့တိတ်ရှုပ်ထွေးတဲ့တရားမျိုးခက်ခက်ခဲခဲနဲ့နဲ့ဒီတရားမျိုးကိုဟောနေရင်လည်းပဲချင်းတူတူနဲ့မရနိုင်ဘူးလင်းလင်းမြမြနဲ့ဘာဟိယတော်လို့စရိယနားမလည်နိုင်ဘူးဒါကြောင့်မို့လို့ခုနကကြင့်နည်းကြံနည်းအထုံနည်းကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးစကား၄ခုနဲ့ပဲဟောလိုက်ကျင့်နည်းဒီနည်းပေါ့မြင်တဲ့နေရာမှာကျင့်တဲ့နည်းမြင်တဲ့နေရာငါမပါမြင်တာရုပ်လို့ရှုကြားတဲ့နေရာငါမပါကြားတာရုပ်လို့ရှုထိတဲ့နေရာငါမပါထိတာရုပ်လို့ရှုသိတဲ့နေရာငါမပါသိတာနာလို့ရှုတဲ့ဒီစကားလေး၄ခုပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောပြလိုက်တယ်။ဘာဟိယသာရုစရိယဘာဖြစ်သွားတော့ယန္တာဖြစ်သွားတယ်။ဘာဖြစ်သွား။ကဲသူသိဉာဏ်မမြန်ဘူးလား။ဘာမကြားလိုက်ဘူးနော်။ကိုမတည့်ရပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောလိုက်တဲ့ဒီစကား၄ခုပြောတာအလုံးစုံကြာမှာဘုန်းကြီးတို့ပြိတ္တ10မိနစ်လောက်ပဲကြာမယ်ပေါ့။ဒီတရားဓမ္မကိုနာယူပြီးတဲ့ချိန်ကမှဒီကျင့်စဉ်ကျင့်နည်းကိုသိတဲ့ဘာဟိယသည်ကမတ္တရရင်မေဘာဖြစ်သွားယန္တာဖြစ်ပြီကဲယန္တာဖြစ်ပြီဆိုတော့လူဝကြောင့်ဘဝနဲ့ယန္တာတကယ်လို့ဘိနပရိသယဟန်ဘဝကိုမပြောင်းလဲပဲနေမယ်ဆိုလို့ရှိရင်အဲ့ဒီနေပဲပြိဋိဘံဆံရမယ်နော်လူတယောက်ဒီယန္တာဖြစ်လို့ရှိရင်တရက်ပဲနေခွင့်ရှိအဲ့တရက်တာကာလတွင်းမှာယဟန်အသွင်ကိုယဟန်ဘဝကိုပြောင်းရင်ပြောင်းမပြောင်းရင်ဘာဖြစ်သွားမလဲပြိဋိဘံဆံရတယ်ဟုတ်ပြီလားအဲ့တော့လူဘဝနဲ့ယဟန်နာဆိုတာဘုန်းကြီးတို့ပြိဋ္ဌာဖူးရဖို့မလွယ်ဘူးနော်မဖြစ်နိုင်ဘူးနော်အဲ့တော့ဘာကြီးကတော်ရစရိယကလည်းပဲဒီတိုင်းပဲပေါ့ယဟန်နာဖြစ်ပြီဆိုတော့
Yahan waya aune yiji dengan syabu tua dengan syabu tua de che pandugu dengan ayah laisha amai bongli ma lambi de ma bo lanju lanja ma tu dengan piata de wasa ari wasa de chausa sisu biro pandugu dengan wome lo dengan syare che noa hui biro pariniban sanwai Ama macam mana baik. Jadi tu tak tiada maya yang lebih banyak dari seriati di cima tiada mabe. Aku cima ini mana biasa korang jadi ko, bumi orang lagi, tiada nala lagi, tiada jenis tuti doaya. Adi jenis atau ni dan jenis juga atau lain tu tiada lebih ya doaya. Oh tiada maya ulah. Tiada jaduari, yang nak simia. Tu beri ni bahasa mana boleh berita, mai bomba ma. Kaya nak simia tu i, yang makau si makau ma, mai bomba bahasa beri ni bahasa dari surau. Oh, yang buat aku mari. Tu ni yang new sikit belum ma. Tu aku dema, nuah bawa jauh. Terus ni aku yang bedi. Dia ni atas masuk biro. Dia yang new dia panggil ro, kena nuah kui biro, ti. Dengan dalam rumah syadalah, yang nasimnya luang ni beraya tuan piambo yang buat ku piambo dengan tapi periknya. Tapi dalam rumah syad itu le, saudara, simbahiyati dengan tapi periknya meluge bu. Ada dana tu mah cuci kere tu jauh mulu. Yang nabi dalam rumah pun berita dengan syad tapi syad, no, ada. Poin sebenarnya agak tu cien wari cien di, apa nama luere cien le luere ulah, ati lebe mian nebo, ati lebe mian, cien lebe luere cien singo, poin berita, ke tu lagi biro, tidak lagi no mian ulah, paham ke buno, mian ni ada ritayo, cara ni ada ritayo, tidak ni ada tidak ni ada. Tadi lihat biro cium ni, ku wipatana dia fit. Ku siapa dari serinya cium walai tadi, cium ni cium walai tak, paham macam lagi bu. Temannya namanya buat di turun ni kalah tu mabe, lima libu yang biro, jangan nale fit deh sore, cium oh ini berita TV bo, abilah. Hari macam ni ada ni amat cuma kaya ni cuma luar ni. Terus jatuh, ati ni ane, terus jatuh, ati ni le, kucing mahia dari seriaga, acin lebe, luere, ati lebe, miane bo, acin lebe luere ulah. Ke, tanai rau macin jam lu, tanai rau macin jam lu, penyatu yang hobi lane, dia jatuh, acin luere. Tidak ni amal lebe mian sanjane, tidak bo. Ada zaman lo poin berita, tiada macam ni surat ni ama, macam mamudi tiga, paham macam mamud, cini jani atau ni go tiga lila, lila hari cini jani atau ni lain go, tadi ada, tadi kata biro, atau mesti buat mesuye, penia mesu, pecing kamsu, dia mana naik lah, ibu si mahia lama jima, dia naik ni. Tiada le, tidak ni kalau lebih cincang juza atau biro, lemian zuan bekuza ni tiada mah, yang naik, memang piu naik ya bahasa kong tadi, lo sudah ni be tiada ni kong cuci so. Boriya bisnya hotui dan lo punya mengelam, punya bangkan tu leban tu pemodan tu tadi waka. Nomnya tadi parami juza ni tu terusing kudosi jenab doi. Ida punya mengelam budak hoja dia di tanamnya owago, naga mata yang hoja yue puamnya cincang, paman juga ada yang di kudo punya mengeladi, Boriya tisali ingkang desingo piansin sukudo puyin tan borinya i. Isiya upanitya miyade phie maucha ya jaung kaung myat de thau pan thi hotu sin sit matwe phit ba se tari. Idan punya bakin sa Buddha hoja tya desana mya owa ko
နာဂမတ္တပြန်ဟောကြား၍ပွားများကျင့်ကြံသမ္မာကျုကုံအတုယတိကုသိုလ်ပုံညမင်္ဂလာဤဖို့ဘာကကိုလည်းသရေဝကကဘာမနေသမျှဝိနည်းများစွာတတဝါနန္ဒမန္တမြတို့သည်တုလဗံတူရွှင်လန်းကြည်မြေဝါကွမ်းပုံစီတေတကဲ့သို့ပြည်ဒီငွေစိတ်မှထုံးလျက်အိဋ္ဌယုံတေတုလုံးမို့ကြည်နုကိုယ်ပိုင်ရယူနိုင်ကြပါစေကုန်သတည်းတုလရာကိုစီလုံးညီ၍ကြည်သာရွှင်ပြုံးအလုံးမြတ်သူရယူကြကုန်ပြီး၍ပမောရန်သူကိုစိတ်နှပြလွိစားပြည့်ပြည့်ကကျွဲမဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းဝါပမောရန်သူလူပြည်နေမကနတ်ပြည်မှာဆက်သွယ်လျက်ထက်နေမြမချင်းလုံးမို့ပြတဲ့ကဘာတုံအောင်တတ္တဟုံလျက်လျက်မောက်ပြီးလျင်ဝမ်းမြောက်ဝမ်းသာပတ္တနာအောင်စုခါပြုလျက်သာဓုသံအောင်နမိတ်ဖြစ်အောင်ဘိသိက်သွန်လောင်းနိုင်ကြပါစေကုန်သတည်း